အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ဆရာငယ်လေးရဲ့တမင်တရေဆွဲသရှင်လေးဖျက်မျက်မှောက်တော်တိုးဝင်ကြပါတယ်ရာရာတဲ့လူချင်းဆုံးရာရာတဲ့အရေးကြီးဆုံးကိုရောကကျွန်တော်ဘဝအတွက်မရှိမဖြစ်ပါရာရာတဲ့အဆုံးလင်းဆုံးရာရာတဲ့အခမ်းအနားဆုံးကိုရောရဲ့မျက်မှောက်တော်ကအလားပါဆုံးပါပဲရည်စီတော်ချောင်းကိုတောင်းတဆာငတ်တဲ့တမင်ရဲ့လေးလို့ကိုရောရဲ့မျက်မှောက်တော်ကိုတောင်းတဆာငတ်တဲ့ရည်စီတော်ချောင်းကိုတောင်းတဆာငတ်တဲ့တမင်ရဲ့လေးလို့ကိုရောရဲ့မျက်မှောက်တော်ကိုတောင်းတဆာငတ်တဲ့တိုးဝင်မယ်မျက်မှောက်တော်ရဲ့ပြေးဝင်မယ်မျက်မှောက်တော်ရဲ့အရေးကြီးဆုံးကအစွဲလန်းဆုံးကကိုရောရဲ့မျက်မှောက်တော်လိုချင်တာချမ်းမရှိHallelujah Thank you Lord ကျွန်တော်ရဲ့ဝိညာဉ်ကိုလန်းဆန်းစေတာကျွန်တော်ရဲ့ဝိညာဉ်ကိုအားဖြစ်ပေးတာကိုယ်တော်ရဲ့မျက်မှောက်တော်ထဲမှာဝိညာဉ်ကိုစကားပြောကျွန်တော်ရဲ့ဝိညာဉ်ကိုစကားပြောတဲ့နေရာကျွန်တော်ရဲ့ဝိညာဉ်ကိုတိုးထီးတဲ့နေရာကိုယ်တော်ရဲ့မျက်မှောက်တော်ထဲမှာရစီတော်ချောင်းကိုတောင်းတဆာငတ်တဲ့တမင်တရေလေးလို့ကိုတော်ရဲ့မျက်မှောက်တော်ကိုတောင်းတဆာငတ်တဲ့ရစီတော်ချောင်းကိုတောင်းတဆာငတ်တဲ့တမင်တရေလေးလို့ကိုတော်ရဲ့မျက်မှောက်တော်ကိုတောင်းတဆာငတ်တဲ့မျက်မှောက်တော်ကို Hallelujah Oh Thank you Lord လိုချင်ဆုံးရာရာတဲ့လိုချင်ဆုံးရာရာတဲ့အရေးကြီးဆုံးကိုရောကကျွန်တော်ဘဝအတွက်မရှိမဖြစ်ပါဆုံးလင်းဆုံး